မင်္ဂလာပါဒါကတော့ microwave နဲ့စီချက်အလွယ်ချက်နေပါစက်သွန်ဖြူကတော့ကိုကြိုက်တဲ့အနေထားမှာပေါ့နော်ထောင်းလိုက်တယ်ပြီးရင်အပူခံတဲ့ခွက်ထဲကိုတခါလဲထည့်ထားလိုက်တယ်ပြီးရင်ဆက်နွေးမြန်းမြန်းလေးပေါ့နော်ပြီးတော့စီလည်းမြန်းမြန်းလေးထည့်လိုက်တယ်ပြီးလို့ရှင်ဆက်နွေးနေအားလုံးအရေးပျော်သွားတဲ့အထိပေါ့နော်တမအောင်မွေလိုက်ပါတယ်ပြီးလို့ရှိရင်တော့ microwave ထဲမှာဒီမှာတော့2မိနစ်အရင်ထားတယ်ပေါ့နော်တော့ဒီ microwave ကတခုနဲ့တခုအပူချိန်မှညာမတူဘူးဆိုတော့လေအဲ့လိုနည်းနည်းချင်းထားတာပို့ပြီးတော့မှကောင်းတယ်2မိနစ်နဲ့ကျတော့ဒီအထဲမှာလေတချို့အဖြူလေးတွေကျန်နေသေးရနဲ့ခင်မနောက်ထပ်ပေါ့နော်10မိနစ်ထပ်ပြီးတော့မှထည့်လိုက်ပါတယ်ဒါနဲ့စကားမဆက်ပေါ့နော်ဒီ USA Oklahoma State ထဲမှာဒီဘန်နဲ့ပေါ့နော်အရေးချအင်ဝိုင်ချင်တယ်ဆိုလို့ရှိရင်ဘန်နဲ့ပတ်သက်ပြီးတော့မှလုံး officer လုပ်နေတဲ့ခင်မမျိုးသားရှိပါတယ်လို့သူအကောင်းဆုံးဒီ interest rate နဲ့ပေါ့နော်အကောင်းဆုံးအတိုးနှုန်းနဲ့စစ်ရှိလက်ရှိနဲ့ပေါ့နော်ကိုညီပေးဖို့အဆင်သင့်ရှိပါတယ်လို့လိုအပ်တဲ့သူတွေကဒီ Gimmet page မှာလည်းလာပြီးဆက်သွယ်နေတယ်လို့comment section မှာလည်းသူ့ရဲ့ဒီလိပ်စာကတ်ကိုလည်းထည့်ထားပေးပါမယ်ကဲအခု10မိနစ်လည်းပြည့်ပြီဆိုတော့ကင်စုစုပေါင်းပေါ့နော်3မိနစ်ထားထားတယ်ပေါ့နော်အနေထားလေးကြည့်ကြည့်အောင်ဒီလောက်ဆိုမဆိုးပေါ့နော်သူအပူချိန်နဲ့ကျွတ်မဲ့အနေထားနဲ့ဆိုလို့ရှင်တော့အတော်ပဲဒါကလေဒေအိုးနဲ့လို့ရှင်လွယ်ပါတယ်ဒါပေမဲ့လေဒေအိုးမှာစီချန်ခဲ့တာတွေကနှမျိုးပိုကောင်းတယ်လေကိုသိမ့်မဲ့ဒီခွက်ထဲမှာတစ်ခါလဲလောက်လိုက်တော့စီလဲ waste မဖြစ်တော့ပေါ့နော်တည်တက်လည်းရှိတယ်လို့ရလဲလွယ်တယ်မြင်တယ်ပေါ့နော်ဒီမှာတော့ဒီနီလန်လေးအဆင်ပြေလို့ပြင်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်